ပြည်သူများအလုံးမဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆီယမလှိုင်းမှုလေမှုကားမှုတဲ့သူတွေဖြစ်တတ်တဲ့ပြုတ်အပ်တဲ့ဝေဒနာမူးဝေတဲ့ဝေဒနာတွေကိုသက်သာပြောက်ကင်းစေနိုင်တဲ့ဂျင်းဖြော်ရည်ပြုလုပ်ပုံကြောင့်မြောက်ပြီးတော့မှာဖြစ်ပါတယ်ရှင်ဆီယမကတော့တော်ဝင်းမမပါတိုင်းစည်းပညာရှင်တယောက်ဖြစ်ပါတယ်ရှင်စီကျူသွေးကျူတကေတမှုပြောင်းမှာဟန်တာအေးစေးပါစိတ်ချမ်းစွာတောက်ကြည့်ပါဟန်တာအေးစေးကောင်းတလက်ပံဟန်တာအေးစေးတိုင်းအမှတ်82 38လမ်းကြောက်တရားမြို့နယ်ရန်ကုန်မြို့ဆက်သွယ်ရန်ဖုန်းနံပါတ်3992393911ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင်ပထမဆုံးအနေနဲ့လှိုင်းမှုလေမှုကားမှုကြီးမဖြစ်စေဖို့အတွက်အသုံးပြုနိုင်တဲ့ဂျင်းဖြော်ရည်ပြုလုပ်ပုံကြောင့်ပြပြပေးခြင်းပါတယ်ရှင်ဒီဂျင်းဖြော်ရည်ပြုလုပ်ရမှာပါဝင်တဲ့စီးပစ္စည်းတွေကတော့ဂျင်းအဆို15ချက်သားနဲ့တကြားအညို30သားတို့ပါဝင်မှာဖြစ်ပါတယ်ရှင်အခုပြပြပေးခဲ့တဲ့ပါဝင်ပစ္စည်းတွေကိုအသုံးပြုပြီးတော့ဂျင်းဖြော်ရည်ပြုလုပ်ပေးနိုင်ပါတယ်ဂျင်းဖြော်ရည်ပြုလုပ်ပြီးပုံကတော့ပထမဆုံးအနေနဲ့ဂျင်းကိုရေးစင်စင်ဆေးပြီးတော့ခက်သေးသေးအနေထားဖြစ်အောင်ချစ်ယူထားပေးပါခက်သေးသေးချစ်ထားတဲ့ဂျင်းတွေကိုတကြားနဲ့တမအောင်ရောဆက်ပြီးတော့မင်းနွေးနွေးနဲ့နိုင်ဝက်ကြတဲ့အထိကြိုပေးပါနိုင်ဝက်ကြလာပြီဆိုရင်တော့အဖက်တွေကိုဆယ်ယူပြီးတော့အရေကိုစစ်ယူထားပေးရမှာဖြစ်ပါတယ်ရှင်ဒီဆေးကိုအသုံးပြုပေးရမယ့်ပုံစံကတော့ခရီးမထွက်ခင်နိုင်ဝက်အကြာမှာရင်းဖြော်ရည်လက်ဖက်စားစုံ2စွန်းနဲ့ရေအေးသို့မဟုတ်ရေနွေးဖန်ခွက်တစ်ခွက်တို့ကိုရောဆက်ပြီးတော့တောက်သုံးပေးရမှာဖြစ်ပါတယ်ဒါအပြင်လိုအပ်တဲ့အခါမှာလည်းနိုင်ဝက်တစ်ခါတောက်သုံးပေးနိုင်ပါသေးတယ်ရှင်ဒီဂျင်းဖြော်ရည်ကိုမသုံးဆွဲသင့်တဲ့သူတွေကတော့ကိုဝင်စည်းစာအမျိုးသမီးတွေစီးကျိုယောဂရှိတဲ့သူတွေကြောက်ကက်ယောဂရှိတဲ့သူတွေသွေးတိုးယောဂရှိတဲ့သူတွေနဲ့အစာယောဂရှိတဲ့သူတွေကတော့ဒီဂျင်းဖြော်ရည်ကိုမသုံးဆွဲသင့်ပါဘူးရှင်